မဲကြီးလဲဟုတ်တယ်ခိုင်တင်းကြီးလဲဟုတ်တယ်ရှင်တို့ပြိုင်မငင်းကြနဲ့တော့เนาะဒီမင်းသမီး2ယောက်ကြားမှာအရန်ကိုမှပြများနေပြီအခုမဲပကြီးဆက်ပြကနေပြီဘလို့ဖြစ်သွားကြပြန်ပြီလဲဆိုတော့ခိုင်တင်းကြီးဆက်ပြတဲ့ကဲเนาะမင်းသမီးခိုင်တင်းကြီးကလည်းဒီဆက်ပြလေးကအရန်သုံးလို့ကောင်းတယ်သုံးလို့အရန်ကြိုက်တယ်အနံ့လေးလည်းအရန်မှုေးပြီးတော့အဲ့ဒီအနံ့ကိုသူတကယ်ကြိုက်တယ်ဆိုပြီးတော့မှ review ပေးထားပြန်ပြီအဲ့တော့အဲ့ဒါကိုမြင်ပြီးတော့မှခိုင်တင်းကြီးဆက်ပြတနေ့ဆိုရင်ဖုန်းဆက်လာတယ်အမရေခိုင်တင်းကြီးဆက်ပြရှိလားဆိုရင်မင်းကြောင်သွားတယ်မေပကြီးဆက်ပြမဟုတ်ဘူးလားပေါ့ခိုင်တင်းကြီးဆက်ပြဟဲခိုင်တင်းကြီးဆက်ပြမရှိဘူးလားဆိုပြီးချက်ချင်းဖြစ်သွားတော့ပြီးကြမှာကိုလည်းစဉ်းစားလိုက်တော့အော်ခိုင်တင်းကြီး review ပေးထားလို့ဖြစ်မယ်ဆိုပြီးတော့ကဲเนาะပြိုင်မငင်းချနေတော့မေပကြီးဆက်ပြလဲဟုတ်တယ်ခိုင်တင်းကြီးဆက်ပြလဲဟုတ်တယ်ဒီရဲ့ဆက်ပြလေးကနေလောင်ပြီးတော့မဲမဲဘလို့ပဲမဲမဲသူကအသားရည်ကိုတိတိတတာကိုဖြူဝင်းစေတယ်မျက်နှာရောခန္ဓာကိုယ်ရောသုံးလို့ရပါတယ်မင်းစီယာဝယ်သူတွေဆိုရင်သုံးနည်းသေးချာပြပြတဲ့အတွက်တိတိတတာကိုဖြူစေပါတယ်အဲ့တော့မှာကျင်နေဆိုရင် Viber နံပါတ်လေးမှာလာပေးပါပစ္စည်းကတော့ခဏခဏပြတ်တော့ဥတဲ့သူပဲရပါမယ်เนาะ